皆さんこんにちは。早く在情報でね、おじや先生は、シャル GFT ဖြစ်မဲ့ကျောင်းသားတွေအတွက် French practice တွေဝင်ညာခြင်းစီစဉ်ပါနော်ဒီလေ့ကျင့်ခန်းတွေကဆရာတို့ဘယ်ကနေယူထားလဲဆိုတော့ Idoro Shakuni ရဲ့နော် dashboard တွေကယူထားဖြစ်ပါတယ်ဆရာတို့ဒီကနေ့မှာတော့ဆရာတို့ Daiju Sanka နော်အခန်း73ရဲ့နော် French တွေကိုအတူတူလေ့လာကြည့်ကြရအောင် Okay 1番桜トビヤは2年前に何々施設です。そうですか。桜トビヤがလုံငယ်နှစ်ကဖော်ပြခဲ့တဲ့အစာအုပ်ဖြစ်တယ်။နော်။အဲ့တော့ဆရာတို့တိဆောက်ခြင်းခံခဲ့ရတယ်။နော်ဒါကိုခမိခေုံပေးတာပါ။အဲ့တော့ထားတဲ့လာလေတာရှိဆက်စုအဖြစ်မှဖြစ်ပါတယ်နော်။ဆမ်းပါမှာအဲ့2番桜ホールは音楽のコンサートに何々။နော်ဒါကလည်းလာတူပဲဆရာတို့ခမိခဲကိုနော်မိထားတဲ့မိကွန်ဖြစ်ပါတယ်နော်ဆာဂရာခမ်းမကားတဲ့音楽のコンサートနော်တိတ်တာကွန်ဆတ်တွေမှာအသုံးပြုခြင်းခံရတဲ့စကာဝရီတဲ့အီမတ်နော်ဒီချိပန်ဖြစ်ပါတယ်โอเคဆမ်းဖူရူဝါကိုရမှုတာကေနာနီနာနီအတောနာမောစုကောက်ခုတကတက်ခိမတ်နော်ဖူယကူကန်ဒီတဲ့ကိုရမှုတာကေကလေးတွေအတောနာမှုလူကြီးတွေလည်းပဲစကောက်ခုတကတက်ခိမတ်အသုံးပြုနိုင်ပါတယ်ဘာမကလည်းပဲနော်အဲ့တော့ဂျာနာခုတဲ့အဖြစ်ကဆမ်းဖြစ်ပါတယ်โอเคယွန်းinformation コーナーには観光地のパンフレットが何々အဲ့တော့ information コーナーမှာတဲ့観光地のパンフレットနော်ဆရာတို့ခီးသွွား area ရဲ့ခီးသွွား data ရဲ့ pamphlet တွေကနော်ထားပါတယ်ဆိုတဲ့အနေထားနဲ့သုံးရင်တော့ဖြစ်နော်သုံးရင်တော့ဖြစ်ပါတယ်အဲ့တော့ဟိုဤတဲ့あります OK じゃあ問題5この施設は小学生以下無料ですနော်ဒီ施設ကို小学生以下နော်မူလာတန်းထက်အောက်နော်အရွယ်နော်တက်ရွယ်ဖြစ်ရင်無料ですနော်အခမဲ့ဖြစ်ပါတယ်အဲ့တော့ဖြစ်လျင်ဆိုတော့နာရာဖြစ်ပါတယ်โอเคလောက်ခုပါဘတ်ချူဝနိုင်နာဘတ်ချူဝဒိုကိုတဲ့နိုင်နာနီနီယာကွန်ဒက်ဒီဘတ်စကောက်စီလို့ရှိရင်ဒိုကိုတဲ့ဘယ်နေရာမှာဘယ်မှတ်တိုင်မှာဆင်းနော်ဆရာတို့ရန်နေရာဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်အိုရီတေမို့โอเคနာနာお風呂に入るときははじめに完売機で何々を買いますお風呂ဝင်မဲ့အချိန်မှာတဲ့နော်ပထမဦးဆုံးဆရာတို့完売機 ticket machine မှာကွက်လက်ကိုခိုင်းますနော်何々ကိုခိုင်းますကြောက်တော့ဝယ်ဘာဝယ်မှာ ticket ကိုဝယ်မှာဖြစ်ပါတယ်နော်အဲ့တော့ ticket ကိုဆရာတို့ခဏနဲ့ ticket တို့နော်ဆရာတို့ကြီးဆိုင်စုပါရမယ်โอเคဟာချိပါこの予約は10冊までနော်10までできますစာအုပ်ကိုနော်စာအုပ်ရေးတော့ကိုရေးတဲ့ကောင်တာဒီစာစုဖြစ်ပါတယ်ဂျူးစာစုမှာတဲ့できますโอเค9番ジムでは教室用の何々を使用してくださいジムはそういうねနော်ジムでは室内用လို့ခေါ်ပါနော်ジムにはそういう室内用の何々を使用してくださいခန်းတဲ့ကွက်လက်ကိုနော်အသုံးပြုပေးပါအဲ့တော့ဒီလိုဟာမျိုးကိုဆရာတို့က shoe လို့ခေါ်ပါနော်အဲ့တော့ခဏကောနဲ့ shoes ဖြစ်ပါတယ်10番この町の何々や文化に興味があったら民族資料館に行ってみてくださいဒီမျိုးရဲ့နော်ဘုံက culture ရှိကဒီနော်ဒီအကြောင်းအရာတွေမှာ興味があったらစိတ်ဝင်စားရင်民族資料館ကိုတွားကြည့်ပါတဲ့အဲ့တော့ဒီမျိုးရဲ့ဘာတွေလဲနော်ဆရာတို့တွားကြည့်တော့ဆိုလက်ရှိရှော်ရီနော်ဖြစ်တဲ့လို့ဖြေကလက်ရှိဒီမျိုးရဲ့ history ဖြစ်ပါတယ်နော်ဒီဘက်မှာ okay ကြွေးကြည့်ဟာကုစုကဝနန်ဂျီနီနာနီနာဒီကခုဂျီဒက်နော်ဆရာတို့ဖွင့်လိုက်တယ်ဆိုတဲ့ခန်းကြီးဖြစ်ပါတယ်သူ့ရဲ့ရုံးခတာကအာခီမတ် okay ဂျူနီဂျင်းမူကမာရာရက်တိန်မတ်ကဂျင်းကနော်ဖွင့်ထားသေးလားဟိုက်ဟုတ်ကဲ့ဒဲမူနော်ဒါပေမဲ့ဟာချီဂျီနီရှိမာရီမတ်ဂျင်းလက်ရှိချိန်မှာဂျင်းကပွင့်နေသေးတယ်ဒါပေမဲ့၈နာရီထိုးရင်ဂျင်းပိတ်မှာဖြစ်ပါတယ်နော်ရှိမာရီမတ်ရဲ့ခန်းကြီးဒီနိဗ္ဗာန်ဖြစ်ပါတယ်ဂျင်းမူကိုစမ်းကြည့်ကြဤကြောစုရခုတကဒေကီမာဆန်ဒီခန်းကြီးရဲ့ယောမိကတာကအသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်ပါနော်လီယောစုရဖြစ်ပါတယ်ဇံပန်ဖြစ်ရမယ်ယူယောこの建物は市の文化施設ですနော်ဒီဘီဒင်ကရှိရဲ့ဘုံကရှိစဖြစ်တယ်နော်ရှိလို့ဖတ်လို့ရတဲ့ခန်းကြီးကအကြီးပဲဖြစ်ပါတယ်ဂျူကရှီလီယိုခန်းကြီးက
昔の生活の何がたくさんあります。なဒီခန်းကြီးရဲ့読み方ကဆရာတို့ဒိုးခုဖြစ်ပါတယ်။နှစ်ခုစလုံးเนาะဆရာတို့အတန်နောက်အတန်ဒီပါပါတယ်เนาะအဲ့တော့ဒိုးခုစမှတ်ပြမယ်ဂျူလခု美術館には約300点の絵があります。ဆရာတို့美術館မြူဇီယံထဲမှာလေเนาะမြူဇီယံမှာအခမ်းအနားကြီးเนาะ300เนาะရေတွက်လောက်ရှိတဲ့ပဂျီကာတွေရှိတယ်เนาะသူက point ကိုပြောချင်တာဖြစ်ပါတယ်เนาะနေရာ3နေရာเนาะပဂျီကာချက်300ရှိတဲ့သဘောပါတန်ဖြစ်ပါတယ်一番17休憩室は何々がかかりますかအဲ့တော့relaxing room ကเนาะဒီဟာเนาะကြာတင်ပါလား EM မျိုးですเนาะဟင်းပေးစရာမလိုเนาะအဲ့တော့သုံးပြုကဒီလျော်ခင်ဖြစ်ပါတယ်နိဗ္ဗာန်18ここはこの町で一番大きい何々ですဒီနေရာဒီမျိုးမှာအကြီးဆုံးဒါဖြစ်ပါတယ်နော်ဒီခန်းကြီးဒီတိုရှောကန်ဖြစ်ပါတယ်နော်အဲ့တော့တိုရှောကန် illustration ကဆမ်းမှန်ဖြစ်ပါတယ်19ဟွန်ခါရီရုဒိုကီဒိုဆိုရပါいいですかခါရီရုငါးယူတယ်ဆိုတဲ့ခန်းကြီးဒီအကြီးဖြစ်ပါတယ်စောင်းငါးယူမဲ့ချိန်မှာဘာတွေကိုလုပ်ရမလဲ20ဒီယောဂရိုစကရုတိုကီဝါဂျူရှောကခခုနေデキるものが必要ですခန်းကြီးရဲ့読み方ဒီ必要အဲ့တော့ဒီယောဂအသုံးပြုခွင့်ကပြောင်ပြုလုပ်တဲ့ချိန်မှာကိုယ့်ရဲ့လိပ်စာကိုတည်ပြုနိုင်မယ်နော်အရာတစ်ခုခုလိုအပ်တယ်နော်အဖြေကနိဗ္ဗာန်ဖြစ်ပါတယ်最後21本は夜も返すことができますかはい反逆ポストに入れてくださいစာအုပ်တွေကိုညနေခင်းမှာလည်းနော်ညဘက်မှာလည်းပြန်ပေးလို့ရသလားဟုတ်ကဲ့အဲ့ဒါဆိုရင်နော်ပြန်ပေးတဲ့ post တွေကိုထည့်ပေးရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ဆရာတို့ဒီနေ့လုပ်လိုက်တဲ့ run ရှုမွန်တိုင်းကိုဆရာတို့နော် check in လုပ်ကြည့်မယ်ဆိုရင်ဒီအလေးကို submit ကိုနှိပ်မယ်view scope ကိုနှိပ်လိုက်တာနဲ့เนาะကိုဖြည့်ထားတဲ့အဖြေလေးတွေเนาะအမှားမှန်เนาะမှတ်ရည်ကိုထုတ်ပြမှာဖြစ်ပါတယ်โอเคじゃあ皆さん今日の動画はこれで終わりにします皆さんဒီဆရာတို့動画 practice လေးတွေကိုเนาะ like subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်皆さんお疲れ様でしたありがとうございました